တော်ဝင်သူရဲကောင်းတပ်ဖွဲ့ကိုဓာရိတ်တင်မေးနေတဲ့ဦးလေးကြီးကနေရာယူတဲ့ပုံမှာပြီးတိုက်ခိုက်ရခတ်နေတာကြောင့်နည်းနည်းလေးခောက်ခွာနေခိုင်းလိုက်ကရိုးရိုးလေးပဲပြောလိုက်တာဆိုပေမဲ့ဟူဘဲတွေကတော့အဲ့လိုမျိုးတစ်ခါမှမစင်စားဘူးတာကြောင့်အရန်ကိုထင်ကြီးနေကြပါတယ်စစချင်းတွေကဒုတက်မှုနဲ့တိုက်ခိုက်ခဲ့ရပြီးအနိုင်ရခဲ့တာကြောင့်တခြားအဖွဲ့သားတွေကိုထိန်းသိမ်းရတာကအရန်ကိုလွယ်နေပြီးအနေကတိုက်ခိုက်မှုတွေကိုတွေးနေချိန်ခရူနီကဦးလေးကြီးကိုမျိုးအနှံ့လိုက်ပြဖို့ခေါ်သွားခဲ့ပါတယ်လီစီယာဘက်မှာတော့ဦးလေးကြီးရဲ့ကိစ္စတွေနဲ့အလုရှုံတွေကဓာရိတ်မှာကျွမ်းကျင်နေဆိုရင်အချိန်ရန်ကုန်နဲ့အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်လုပ်လို့မရဘူးဆိုပေမဲ့သူ့ဆရာဦးလေးကြီးကိုရွာမှာတင်မဟုတ်ပဲမြို့မှာပါနာမည်ကြီးစေချင်တာကြောင့်တမှုလုံးနေတာဖြစ်ကြောင်းစဉ်းစားနေခဲ့ပါတယ်ဦးလေးကြီးနဲ့လီစီယာတို့တွေ့ခဲ့တဲ့ပုံကတော့လီစီယာကိုတူမိဘတွေကကိုကိုကောက်ကွယ်နိုင်အောင်ဦးလေးကြီးစီမှာထားတော်ခဲ့တာဖြစ်ပြီးအစားကတော့နေရာစင်းကြီးမို့လက်နေပေမဲ့ဦးလေးကြီးကဖော်ရွေလွန်းတာကြောင့်ပျော်သွားခဲ့ပါတယ်ဒီလိုနဲ့ဓာရွယ်ချင်းကနေစတင်ပေးခဲ့ပြီးကျန်တဲ့လွတ်ကျင်ငန်းတွေလည်းလုပ်ခဲ့ရကတဖြည်းဖြည်းတမလာခဲ့ပါတယ်အဲ့လိုကျန်တဲ့လွတ်ကျင်ငန်းတွေလုပ်ခဲ့ရပေမဲ့ဦးလေးကြီးကအရန်ကျင်နာပေးခဲ့တာကြောင့်ညီငွေတော်တာမျိုးမရှိခဲ့ပါဘူးလေ့ကျင့်မှုတွေနဲ့နေသားကြလာပြီးဖြစ်တဲ့လီစီယာကဒါချင်းရှင်ရမယ့်အချိန်ကရောက်လာခဲ့ပြီးလီစီယာလည်းရမ်းပြော့နေကတိုက်ခိုက်ဖို့လုပ်ပေမဲ့ဟာကွက်မရှိနေပဲဖြစ်နေကချက်ချင်းပဲရှုံတော်ခဲ့ပါတယ်ဒီလိုနဲ့ပဲတခြားကြောင်းတစ်ခုနဲ့ပြိုင်ပွဲကျင်းပပေးလိုက်ပြီးပြိုင်ဘက်ကဟာကွက်တွေနဲ့ပဲပြည့်နေလို့လီစီယာအတွက်ကလွယ်လွယ်လေးပဲဖြစ်နေပြီးတူးစီယာနဲ့ရှင်ရင်တော်တော်ကိုညံ့နေတာကြောင့်ဦးလေးကြီးရဲ့ကြောင်းကပဲတယောက်မှမရှုံပဲနိုင်သွားတဲ့အပြင်ဦးလေးကြီးနဲ့တခြားကြောင်းကဆရာနဲ့ချတဲ့အခါမှာလည်းဦးလေးကြီးပဲနိုင်သွားခဲ့ပါတယ်ဒါကြောင့်လီစီယာလည်းသူတို့ကအဲ့လောက်တမန်နေတာလားဆိုပြီးမေးနေခဲ့ကဦးလေးကြီးလည်းပြိုင်ပွဲရည်ရွယ်ချက်ကအနိုင်ရှုံးနေမဟုတ်ပဲဘာတင်ကန်းစာတွေရခဲ့လေဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပြီးတခြားကြောင်းကဟာကွက်လေးတွေရှိသွားလို့အခုချိန်မှာရှုံသွားတာပါဆိုပြီးရှင်းပြနေခဲ့ပါတယ်အဲ့အချိန်လီစီယာကောင်းမှာစညက်လေးကမရှိတော့တာကြောင့်ပြန်သွားယူနေပြီးသူတို့တိုက်ခိုက်ခဲ့တဲ့ကျောင်းအကောင်တွေကအရှုံးကိုလက်မခံနိုင်သေးပဲမင်္ဂလေးတယောက်တည်းကိုအားလုံးဝိုင်းသမားဖို့လုပ်နေတဲ့အချိန်ဦးလေးကြီးကအချိန်မီရောက်လာခဲ့ပါတယ်ကလေးတွေနဲ့ရေမပစ်ကျင်တဲ့ဦးလေးကြီးကစကားနဲ့ဖြေရှင်းပေမဲ့မရတာကြောင့်ပညာနေနဲ့ထုတ်ပြလိုက်ပြီးစိတ်ကြီးဝင့်နေတဲ့တူတူပဲတွေစီကိုသူတို့ရဲ့ဆရာကရောက်လာကအရန်တော်တဲ့ဓာပညာရှင်ကိုမင်းတို့ပေါင်းချလဲမနိုင်နိုင်ကြောင်းပြောလိုက်ပြီးတောင်းပန်နေခဲ့ပါတယ်ဒီလိုနဲ့ပဲအိမ်ပြန်ခဲ့ကြပြီးသူ့ကြောင့်ဒဏ်ရာရတော့တဲ့ဦးလေးကြီးကိုလီစီယာကတောင်းပန်နေကအပြည့်ရှိသလိုခံစားနေရတဲ့လီစီယာကိုဦးလေးကြီးလည်းတခါတည်းမလိုက်ခဲ့တဲ့ငါကမားတာဖြစ်ပြီးလီစီယာကမမာကြောင်ပြောပြပေးလိုက်ပါတယ်ဒါပေမဲ့လီစီယာကငိုတော့ခဲ့ကဦးလေးကြီးလည်းဘာလို့လို့ရမှမတိတော့ပဲအငိုတိတ်အောင်ပြောချင်တာတွေရှောက်ပြောနေခဲ့ပါတယ်လီစီယာငိုခဲ့တာကဝမ်းနဲ့လို့လည်းမဟုတ်ဒဏ်ရာတွေကြောင့်လည်းမဟုတ်ပဲဒီအကြရင်ဘတ်ထဲမှာခံစားချက်တွေပြည့်နေခဲ့လို့ပါဒီလိုနဲ့လီစီယာကလေ့ကျင့်တာတွေများလာပြီးဦးလေးကြီးကိုအနိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်ပညာဆုံးသွားပြီးကိုယ့်ဘာကိုလေ့ကျင့်ဖို့ပဲလိုတော့တဲ့လီစီယာကိုဓာပေးလိုက်ကလီစီယာလည်းဦးလေးကြီးနားမှာပဲဆက်နေချင်သေးပြီမဲ့မနှောက်ယှက်ချင်တော့တာကြောင့်ထွက်လာခဲ့ပါတယ်ဦးလေးကြီးရဲ့ဓာရိတ်ကဘယ်မှာပဲဖြစ်ဖြစ်အသုံးဝင်နေဆိုတာပြချင်တဲ့လီစီယာကတော်ဝင်သူရဲကောင်းတပ်ဖွဲ့ထဲမှာအရွေးခံခဲ့ပြီးဓာရိတ်ကကောင်းလွန်းတာကြောင့်အမတ်အမြင့်ဆုံးနဲ့အောင်ခဲ့ပြီးတဖြည်းဖြည်းချင်းတမှုအထိဖြစ်လာခဲ့ပါတယ်ဦးလေးကြီးစီကထွက်သွားခဲ့ပြီး10နှစ်ကြာတဲ့အခါမှာတော့ဦးလေးကြီးကိုအလောက်ခံလို့ရတဲ့အာဏာကရလာခဲ့ပြီးဦးလေးကြီးကိုထင်ပေါ်ကျော်ကြားစေခြင်းလို့တမှုဖြစ်လာခဲ့တဲ့လီစီယာရဲ့အိမ်မက်တွေလည်းတကယ်ဖြစ်လာခဲ့ပါတယ်လေ့ကျင့်နေတဲ့နေရာမှာဦးလေးကြီးကိုတွားရှာတဲ့လီစီယာကဦးလေးကြီးကိုခရူနီကမျိုးလိုက်ပြဖို့ခေါ်တော်ခဲ့တယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပြီးမျိုးတဲကိုဦးလေးကြီးနဲ့အတူတွားပြီးထိတ်လုခြင်းတဲ့လီစီယာလည်းတဝင်းတူနေခဲ့ပါတယ်ခရူနီတို့ဘက်မှာတော့တောကလာတဲ့ဦးလေးကြီးကိုရှင်းပြနေပြီးလမ်းမှာ Facebook ခေါ်တဲ့လူနဲ့ဆုံခဲ့ပါတယ်အဲ Face ကပါဦးလေးကြီးရဲ့တပည့်ဖြစ်နေပေမဲ့ဦးလေးကြီးကမမှတ်မိတော့တာကြောင့် Face လည်းအတကုံရှင်းပြနေခဲ့ပါတယ်အဲကြမှာဆရာဓမ္မကမမိတော့ခဲ့ပေမဲ့ Face ကတော့စိတ်ဆိုးတော့ခဲ့ပြီး Face ကမော်တုံးပြုတ်သူဆိုတာကိုမိတ်ဆက်ပေးနေခဲ့ပါတယ်အဲဒါကြောင့်ဦးလေးကြီးလည်းသူကဓာရိတ်တင်မေးလိုက်တာဆိုပေမဲ့မော်တုံးပြုတ်သူဖြစ်နေလို့ကြောင်နေပြီး Face ကမော်တုံးပြနေလို့ဦးလေးကြီးလည်းလန့်နေခဲ့ပါတယ်မော်တုံးပြုတ်သူတွေကလူနည်းစုပဲရှိပြီးအရန်ကိုကြိုးစားရတာကြောင့်ဂုဏ်ယူပေးမဲ့ဓာမတုံးတော့တဲ့အတွက်တော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ်အဲအချိန်ခပိုင်နိုင်ကနိုင်စရာရှာလို့ဦးလေးကြီးတို့နာမှာခပိုင်လာနိုင်နေပြီး Face ကဓာမော်တုံးကခပိုင်နိုင်ကိုဖန်ပေးလိုက်ပါတယ် Face ကဓာမော်တုံးသူဖြစ်ပြီးဦးလေးကြီးရဲ့ဓာရည်တွေကိုအုံပြုနေတယ်လို့ဦးလေးကြီးလည်းဝမ်းတာတော့ခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ဦးလေးကြီးအဆင့်အောင်မဟုတ်တော့ပဲအဖိုးအဆင့်ရောက်တော့မဲ့ဦးဖိုးကြီးကမနှက်စာစားရင်လက်လျှောက်နေကတယောက်ယောက်ကမမြင်ရတဲ့နေရာကနေအတကုံခေါ်နေပေမဲ့ဦးဖိုးကြီးကနားလေးနေတာလားမသိလုံးဝမကြားနေပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အော်တန်ကိုကြားသွားပြီဆိုပေမဲ့လူကိုတော့မတွေ့နေပဲတကယ်တမ်းမှာတော့မမြင်ကြရကနေခေါ်နေတာမဟုတ်ပဲအရက်ပုနေတာဖြစ်နေခဲ့ပါတယ်ဦးလေးကြီးလည်းကလေးမလေးလမ်းပြောင်းနေတာလားဆိုပြီးတွားမင်းနေကဟိုကလူစီလို့ခေါ်တဲ့မော်တက်ဖွဲ့ရဲ့တမှုအဖြစ်မိတ်ဆက်ခဲ့ပြီးဦးလေးကြီးလည်းမော်တက်ဖွဲ့လှုပ်တန်းကစားနေတာလားမြို့ကကလေးတွေကကျောင်းတော်လှုပ်တန်းတွေလည်းကစားကြတယ်နော်ဆိုပြီးတွားပြောနေလို့လူစီလည်းကလေးမဟုတ်ဘူးဆိုပြီးတကုံရှင်းပြနေခဲ့ပါတယ်ဒါပေမဲ့မယုံသေးတာကြောင့်မိကိုထုတ်ပြလိုက်မှမယုံချင်းနဲ့လူကြီးဆိုတာကိုယုံပေးလိုက်ပါတယ်ဦးလေးကြီးရဲ့အကြောင်းကို Face ကကြားခဲ့တာဖြစ်ပြီးဦးလေးကြီးရဲ့ဓာရိတ်ကအရန်ကောင်းနေဆိုတာကိုလည်း Face ကနေပဲကြားခဲ့ရတာပါဦးလေးကြီးကလူစီကိုကလေးလိုပဲဆက်ဆံနေတုံဖြစ်တာကြောင့်ငါကနေတဲ့အတက်ကြီးတဲ့ရိုးရိုးတေးတေးဆက်ဆံဆိုလူစီကပြောနေလို့ဦးလေးကြီးလည်းဒီရက်နဲ့ကြီးစရာလားဆိုပြီးမယုံမဲဖြစ်နေပေမဲ့လူစီကမရှင်းပြတော့ပဲသူကတိုးတက်မှုရဲ့အတိုင်းတာလိလာမှုရဲ့ရလက်ကိုစနက်ကျင်နေဆိုပြီးပြောလိုက်ကအလိုက်မတိတဲ့ဦးလေးကြီးကတူလေအဲ့လိုပဲဆိုပြီးအတင်းကြီးတွေတော်ထောက်ခံနေခဲ့ပါတယ်ဒါကြောင့်စနက်မှုကိုခံလိုက်ရပြီးအလိုက်မတိတဲ့ဦးလေးကြီးနဲ့လူစီတို့လည်းအတီတိုက်ခိုက်ဖို့ပြင်ဆင်နေကြရင်အပစုတ်တူးလေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျ